ဒီမှုဆိုတာမ300ကျွန်တော်ဘာမှအလုပ်လည်းလုပ်ချင်စိတ်မရှိဘူးဗျာအဲ့လိုဖြစ်နေတာဒီမှုဆိုတာ300အောင်အချိန်ကကုန်သွားပြီဒီမှုဆိုတာ3ဖို့အတွက်ခြာကြမ်းအဖန်ရတာတော့ပတ်စံအလွယ်တကူမရတော့ကြမ်းအဖန်တနေ့ကုန်သွားပြီအလုပ်လုပ်ဖို့အချိန်ကိုမရနိုင်ဘူးဖြစ်သွားပြီဒီစာပုံတက်ဖို့ကြောက်ချဖို့လည်းဘလို့မှအချိန်မပေးနိုင်တော့ပြောနေတာတော့ဒီကချင်ပြည်နယ်အတော်အတွင်းမှာမွေးစေဝါပပျောက်ကင်းစင်အောင်လုပ်ရမည်ဆိုဆောင်းပုတ်ရှိတယ်လေဒါပေမဲ့အဲ့ဆောင်းပုတ်အညီပြောလိုက်မယ်ဆိုရှင်တော့ကျွန်တော်ပြန်ပြောချင်တာတော့အခုဗမာတို့အခုကျွန်တော်တို့လူငယ်လေးတွေတအားပြည့်စည်နေတယ်အခုចောင်းသားတွေတချို့တန်း2တန်းတချို့4တန်း5တန်းပေါ့6တန်းအထက်တွေပေါ့များတော့ဖြင့်မွေးစေဝါဆွဲနေတယ်ဘယ်လိုဆွဲရလဲဆိုတော့အခုထိုးတဲ့ဆင့်အောင်ရောက်နေကြတဲ့လူတွေများစိတ်ထဲမှာတော့ဒါပြက်ချင်တာပေါ့ဒီကပြက်ချင်တယ်ဒါပြက်လို့ရှိရင်တော့ကျွန်တော်ကြောက်ရှာမလို့စစ်ကူကအဲ့ဒါပဲရှိတယ်